Hello guys မင်္ဂလာပါအခုမိတ်ဆက်ပေးမယ့် project လေးကတော့ MRT Yellow Line ချွတ်ချိုက်ခေါ်ပြီးတာကနေ600မီတာအကွာဝေးလမ်းလျှောက်နေဆိုရင်လည်း9မိနစ်ခန့်အကွာဝေးတာရှိတဲ့နေရာမှာဖြစ်ပြီး SESS developer ရဲ့ code lab pro Fujisan project လေးပဲဖြစ်ပါတယ်ဒီ project က low rise control မျိုးစားဖြစ်ပြီးထိုင်းနိုင်ငံရဲ့ real estate လောကမှာနှစ်ပေါင်း30ကျော်သက်တမ်းရှိပြီဖြစ်တဲ့နာမည်ကြီး developer SESS ကနေဒီတာဝန်ယူဆက်တာဖြစ်လို့ quality အရေးသွင်းတဲ့ပါဝင်တဲ့ facility amenities တွေကလည်းလုံးဝအမိုက်စားထည့်သွင်းပေးထားတာဖြစ်ပါတယ်ဒီ project ရဲ့အခန်းတန်မှုတွေကလည်းအနည်းဆုံး2 million ပတ်လောက်ကနေစတာမလို့လက်မလွန်တဲ့ project တွေဖြစ်တယ်နော်အခုပြပေးမယ်အခန်းမျိုးစားလေးက1 bedroom အခန်းလေးဖြစ်တဲ့ဝင်ချင်းမှာ kitchen ရှိမယ်တစ်ဆက်ထဲမှာ8ခန်းရှိမှာဖြစ်ပါတယ်8ခန်းရဲ့ဘယ်ဘက်ချမ်းကိုဝင်လိုက်မယ်ဆိုရင်ဒီချုံကန်အင်တာရှိမယ်နောက်ပြီးမန်တင်ကိုဝီဒီယိုနဲ့ veranda ရှိနေမှာဖြစ်ပါတယ် Activities for every user အတိုင်းပဲဒီ project လေးဟာ facility ရော amenity တွေအများကြီး shopping mall ဖေးရုံနဲ့သွားလာလက်ပတ်စရာနေရာတွေကလည်းအနည်းငယ်တော့ဝတ်နေရှိနေတာပါ facility တွေအနေနဲ့ social lounge lobby fitness နဲ့ finger lounge ခြေကူးကန်တွေပြင်စားတောက်ဆိုင်တွေလည်းပါဝင်တော့မှာဖြစ်ပါတယ်ဒါအပြင် digital သမားတွေအတွက်လည်း live studio co-working space နဲ့အခြားသောစားတောက်တွေမှာအတွက်လည်း grass station ကလည်းဒီတိုင်းမှာပါရှိနေတာပါဒီ project မှာ fitness ကိုလည်း24 hour ဖွင့်ထားမှာမဟုတ်လို့ညအချိန်ကျမှအားကစားလုပ်ရှင်တဲ့သူတွေအတွက်လည်းဒီဖြစ်တော့ပါဒီ project လေးဟာ2 million budget ကျော်တဲ့ facility အပြည့်ပါပြီးတကယ်ကိုအရေးကြီးတဲ့ low risk ကိုပဲဖြစ်လာမှာမဟုတ်လို့လက်မလို့တဲ့ project လေးတစ်ခုဖြစ်ပါတယ်ဒီ basic supplement တွေနဲ့တော့ကိုရကိုခုပဲ